မန်ယူပရိသတ်တွေအားလုံးပဲမင်္ဂလာပါခင်ဗျာအပြောင်းရွှေ့ပိတ်ဖို့နိုင်ပိုင်းပဲလိုတော့တဲ့အချိန်မှာ Old Trafford ကနေတရင်ထူအချို့ထွက်ပေါ်လာနေပါတယ်နီးပြတဲ့ Michael Carrick လက်ထက်မှာအသင်းကရလဒ်တွေပြန်ကောင်းလာပေမဲ့အခုတော့ပရိသတ်တွေစိတ်ပူရမဲ့ဒဏ်ရာပြဿနာတွေနဲ့အတူစိတ်လှုပ်ရှားစရာကစားသမားတဲ့တရင်တွေရှိနေပါတယ်ပထမဆုံးသတင်းကတော့ Chelsea ကျယ်ပွင့်6ပါမာအကြောင်းပဲဖြစ်ပါတယ်ပါမာဟာလန်ဒန်မှာနေသားမချပဲသူ့ရဲ့ဇာတိမြေမန်ချက်စတာကိုပြန်လာဖို့အလေးနဲ့စဉ်းစားနေတယ်လို့သိရပါတယ်မန်ယူတင်ဘက်ကလည်းသူ့ကိုခေါ်ယူဖို့အတွက်ပေါင်တီက35သန်းဝန်းကျင်အထိအသုံးပြုပြီး Chelsea ကိုဖိအားသိမ်းနေပါတယ်ဒီအပြောင်းအရွှေ့သားအမှန်တကယ်ဖြစ်လာခဲ့ရင်တော့ဒါဟာဇန်နဝါရီဈေးကွက်ရဲ့အကြီးမားဆုံးအပြောင်းအလဲဖြစ်လာမှာပါအသင်းအတွက်စိတ်မကောင်းစရာသတင်းတစ်ခုကတော့အာဆင်နယ်ကို3ဂိုး2ဂိုးနဲ့နိုင်ခဲ့တဲ့ပွဲမှာခြေစွမ်းပြော့ခဲ့တဲ့လူငယ်ကျဲပွင့် Patrick တော်ကူရဲ့ဒဏ်ရာထိပါတယ်တော်ကူကခြေထောက်ကျွတ်သားဒဏ်ရာကြောင့်အနည်းဆုံး10ပတ်လောက်အထိအနားယူရဖို့ရှိနေပါတယ်ဒါအပြင် Luke Shaw နဲ့ Malaysia တို့ကလည်းဒဏ်ရာကနေအပြေအဝပြန်မလာနိုင်သေးတဲ့အတွက်နောက်ခံလူတယောက်ကိုအမြန်ဆုံးရှာဖို့လိုအပ်နေပါတယ်ကွင်းလယ်ပိုင်းမှာလည်းကာရီဟာသူ့ရဲ့ပထမဆုံးခေါ်ယူမှုအဖြစ်ဘာစီလိုနာကလူငယ်ဂျယ်ဘရန်မာကာဆာရိုကိုပြစ်မှတ်ထားနေပါတယ်ဒါအပြင်အယ်ဟီလာကရူဘန်နဲဘက်စ်ကိုလည်းပေါင်တန်း20ဝန်းကျင်နဲ့ခေါ်ယူဖို့ညှိနှိုင်းမှုတွေရှိနေတယ်လို့သိရပါတယ်ကာစီမဲရိုကယာတီကုံမှာထွက်ခွာရတော့မှထပ်တယ်လို့ဥကာဒဲကလည်း AC မီလန်ကိုအငှားနဲ့တွားနိုင်တာကြောင့်မန်ယူဟာကွင်းလေလူသစ်တရားကိုဒီ3ရက်အတွင်းအပြီးတတ်ဖို့စ조사နေတာဖြစ်ပါတယ်မန်ယူပရိသတ်တွေအနေနဲ့ကတောက်ကူရဲ့ဒဏ်ရာအတွက်ဘယ်သူကိုအစားထိုးစေချင်လဲကိုလ်ပါမာကို Old Trafford မှာတကယ်မြင်တွေ့ရမယ်ထင်ပါသလားအပြောင်းရွှေ့ပိတ်ခါနီးမှာထူးခြားလာမဲ့သတင်းတွေကိုကျွန်တော်တို့ဆက်လက်တင်ဆက်ပေးသွားမှာမို့လို့ channel ကို subscribe လုပ်ထားကြဖို့တောင်းဆိုချင်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်